နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်တာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ပြည်သူကိုနေ့စဉ်ရက်ဆက်လေရင်နဲ့ဘုံကျဲမီးရှို့တပ်ဖြတ်ဖမ်းဆီးချုပ်နှောင်အနိုင်ကျင့်ဒီလိုမျိုးစစ်ရာဇဝမှုတွေအများကြီးကျူးလွန်နေတဲ့စစ်တပ်ကိုကိုကထောက်ခံနေတဲ့ဝင်းရံနေတဲ့ဆိုရင်တော့မင်းဟာကိုနိုင်ငံကိုတစ္ဆာဖောက်တာပဲကိုလူမျိုးတစ္ဆာဖောက်တာပဲကိုမျိုးဆက်ကိုတစ္ဆာဖောက်တာပဲကိုတစ္ဆာဖောက်တာပဲကိုတန်ဖိုးထားတဲ့အမှုပညာကိုတစ္ဆာဖောက်တာပဲလူမှုစီးပွားဖွံ့ဖြိုးဖို့ရွေးကောက်ပွဲပြင်စတင်ဆိုနိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲရောက်သွားပြီးမဲပေးစို့ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမဲပေးစို့ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွာဖော်ဆောင်ကြပါစို့ပရိသတ်ကစီဘူးထောဘက်ကျွေးပြီးလိုက်လဲလဲအားပေးခဲ့ကြတာမင်းတို့ကအခုပရိသတ်နဲ့ပြည်သူကိုအစိတ်ခတ်ကြတော့မလို့လားပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့တာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်မဆိုးပါဘူးပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့တာစန့်ကျင်ကြကန့်ကွက်ကြဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာစန့်ကျင်ပါကန့်ကွက်ပါအာဏာရှင်စစ်ဖက်နှက်အောက်ကနေပြီးရုံးထွက်နိုင်အောင်ကြိုးစားပါ2025ခုနှစ်ဒုရောက်ရွေးကောက်ပွဲသည်အမှန်တရားပဲရက်တော်ဓမ္မဘတ်တော်သားများယက်တီဝင်းသည့်အရာမဟုတ်ဒီဇင်ဘာလ28ရက်နေ့မှာဒုရောက်ရွေးကောက်ပွဲကိုအားလုံးစန့်ကျင်ကြပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကန့်ကွက်ကြပြည်သက်ပြည်သူတွေရဲ့မျက်စိနဲ့နားနဲ့အသိဉာဏ်တွေကိုစစ်ကောင်စီနဲ့ပေါင်းပြီးအစိမ်းမခတ်ပါနဲ့စစ်ရာဇဝဲကောင်တွေဖြက်စီးတပ်ဖြက်မီးရှို့လို့ပျက်စီးသွားတဲ့ဆုံးရှုံးသွားတဲ့အသက်တွေဘဝတွေအနာဂတ်တွေအများကြီးပဲလူသားတယောက်ရဲ့ဖြစ်ခွင့်လူသားတယောက်ရဲ့ရပိုင်ခွင့်ကိုအပြည့်အဝရကျင်တယ်ဆိုလို့ရှိရင်တော့အာဏာရှင်ကိုစန့်ကျင်မှဖြစ်လိမ့်မယ်အကြောက်တရားကနေယုံထွက်ပါအကြောက်တရားယုံထွက်နိုင်အောင်ကြိုးစားပါတိုင်းရင်းသားပြည်သူအနာဂတ်အေဂျင့်ဖို့တူရောင်ရေကောက်ပွဲကိုစန့်ကျင်စို့ Say no just trap Myanmar's sham election crap ရွေးကောက်ပွဲညီမျှခြင်းတရားဝင်လူသက်ခွင့်